ကဲအားလုံးပဲမင်္ဂလာပါအဲ့တော့လင်းနီမီဒီယာတော်တော်ကြာပြီနော်တောင်းပန်ပါတယ်လင်းနီလည်းစောင်းဝင်နဲ့ဆိုင်နဲ့အခုမနက်၈နာရီကနေည9နာရီလောက်ထိစာလုပ်နေရဆိုတော့မှားရတဲ့တော့မတင်ပြရပါဒီနေ့တော့ဟိုတနေ့ကအဆက်လေးကိုပြန်တော့မယ်နော်မတ်မိတော့အဲ့နေ့ကတော်တော်ခေါင်းနေမူးပြီးတော့စိတ်ကမကြည့်တလို့ကြည့်တလို့ဖြစ်နေတော့စာတင်တာလုံးတွေတော့တင်ပါတင်လိုက်မှန်းတော့သိရလားမသိအဲ့တော့ဒီနေ့အဲ့ဒါလေးကို revise ပြန်လုပ်ပြီးရော what is this writing process လေးနည်းနည်းပါတော့မယ်ပေါ့နော်အချိန်ရသလား brainstorming outline လေးအစင်မြေလဲ9ခုလုံးတော့လိုက်မယ်อืม okay ဆိုတော့အရင်ကမပေါ့ဟိုကဒါတင်တော့တယ်နော် topic စမ်းနေရ body စမ်းနေ closing conclusion စမ်းနေရ alright my gosh okay အဲ့တော့လင်းကြီး note တွေလည်းပို့တာမလို့စက်တော့မကြီးထပ်မကြီးတော့เนาะဒီတိုင်းပဲပြောလိုက်မယ်အဲ့တော့ paragraph တစ်ခုမှာအရေးကြီးဆုံးကကျတော့ paragraph နဲ့ title ပေါ့နော် title ကအရေးကြီးဆုံးပဲ title ဆိုတာ topic ပဲ topic နဲ့ title ကတူတူပဲခေါင်းစဉ်ကိုပြော heading တချို့ဆိုလည်းကြီးလာတော့လည်း advanced level ရောက်လာတော့ heading လို့ခေါ်ကြတယ်ဒီမှာကျတော့သူ့ရဲ့ heading က my favorite season okay paragraph တစ်ခုမှာအဲ့ဒီမှာဘာအကြောင်းရင်းမယ်ဆိုတာကိုစာပြီးသိရတာ heading ကနေစသိရ heading မှာပဲသူကပြောတာဒီမှာဘာရေးမယ်လဲဥပမာဒီမှာဆိုရေးတာ my favorite season ဆိုတော့သိကြပြီဒီ paragraph ထဲမှာဘာရေးတော့မှာ my favorite season မဟုတ်ကိုကြိုက်တဲ့ရာသီဥတုကိုပဲရေးတော့မှာပေါ့ဘာမှမဟုတ်တဲ့ကိုကကြိုက်တာနှင်းရာသီစောင်းရာသီရေးတာနွေရာသီဆိုရင်မလိုက်တော့ဘူးလေနော် okay ဟုတ်အဲ့တော့ပထမဆုံးက heading ကအရေးကြီးဆုံးပဲတချို့ကျတော့ heading ကိုအရင်ရေးရရှိတယ်အဲ့လိုကြတော့ဘာဖြစ်လို့လဲဆိုတော့ဒါတော့ general knowledge နဲ့ပေါ့နော်ပြီးတော့ Lenny ရဲ့ experience အနေနဲ့ဘာဖြစ်လို့ heading ကိုရေးကြလဲဆိုတော့တချို့ကျတော့ကိုဘာအကြောင်းရေးမယ်ဆိုတော့ကိုကြိုသိနေတယ်ပြီးရင်ဘယ်လိုရေးမယ်ဆိုတော့လည်းသိနေတော့ဆိုတော်တော်များများကျတော့ heading ကိုရေးရများဒါပေမဲ့ Lenny ကကျတော့တစ်ခါတလေမှရေးတစ်ခါတလေနောက်ဆုံးမှရေးရအဲနောက်ဆုံးမှရေးရကြတော့ဘာဖြစ်လို့လဲဆို idea မရှိသေးဘူးကိုကဘာအကြောင်းရမှန်းမသိသေးတဲ့အချိန် subject ကိုတော့ပြောတာပါဘာ subject ရေးရမယ်ဆိုတာဒါပေမဲ့ခဏနော် sorry ပါ okay အဲ့တော့ခဏပဲရောက်အဲ့တော့ခဏထိုင်တယ်နဲ့ထိုင်တဲ့အကြောင်းပြောနေရနော်တချို့ကျတော့ထိုင်တယ်ကိုစားတယ်အကုန်လုံးရေးပြီးမှတက်တာရှိတယ်အဲ့ဒါတော့လင်းနီလိုမျိုးပေါ့နော်လင်းနီလည်းတူတူပဲတခါတလေပေါ့တခါတလေကျတော့လဲပါဇက်တိတ်ရလာနဲ့တိုင်းရေးလိုက်ဒါပေမဲ့တချို့ကျတော့ idea နဲ့မသိဘူးဘာရေးမှမသိဘူးအဲ့တော့ ဟာရီယိုထားရပြီးတော့ရေးတဖြည်းဖြည်းရေးတော့ပြီးတော့မှပြန်ဖတ်တယ်ကူပါကြောင်းရေးခဲ့တယ်ပြီးတော့မှဟာရီယိုရေးလိုက်တယ်အဲ့လိုကြတော့လည်းဘာမှမဖြစ်ပါဘူးအဆင်ပြေတယ်ဆရာမကြီးလည်းအဲ့လောက်ထိကြည့်ရမဟုတ်ဘူး okay အဲ့တော့ heading ကြောင်းပြီးရင် topic sentence ဆိုတော့ကျတော့ paragraph တော်တော်များများမှာပထမဆုံးစာကြောင်းပဲ first sentence of the paragraph ပေါ့အဲ sentence မှာလည်းတချို့ကြတော့ပါတယ်တချို့ပါတယ်ဆိုတချို့ဟိုဟာကြတော့မပါများဘာဖြစ်လို့လဲဆိုဥပမာ right article ပဲထား article ဆိုရင်လင်းနေတော်တော်များများကြည့်ကြရတော့တချို့ဟာတွေကြတော့မပါဘူး
သူကတော့ပြောသွားတယ်ဒါပေမဲ့ဒီရောက်မှာဘာအကြောင်းရင်းလဲဆိုတာနဲ့မပါတိုင်းလည်းရှိတယ်တချို့ကြတော့လေreader ရဲ့ attention ကိုဆွဲခေါ်ဖို့အတွက်အဲ main idea ကိုပဲလှည့်စားတာလည်းရှိတယ်လေနီမသိရနေမှာပေါ့ okay ထားပါတယ်အဲ့တော့ topic sentence ဆိုတာကြတော့paragraph တစ်ခုလုံးကိုspot ပေးမယ် sentence တစ်ကြောင်းပဲ okay topic sentence ပြီးရင် body sentence မှာဆိုရေးရယ်ဘာကြောင့်ဘာဖြစ်လို့ကြိုက်တာဒီမှာဆိုရေးတာ my favorite season winter ဆို okay အဲ့ဒါဆိုရင်ပါပြီဘာဖြစ်လို့ winter ကိုကြိုက်တာလဲဘာကြောင့်လဲမဟုတ်ရင်winter မှာဘာတွေလုပ်လဲဘယ်လိုမျိုးခံစားရလဲအများကြီးပဲရေးလို့ရရေးခြင်းဒီမှာဆိုရင်ကျောင်းသားတော်တော်များများကြိုက်တဲ့ဟာပေါ့ Christmas and New Year's Day because I got present present ရလို့တော့မဟုတ် holiday ရလို့ပေါ့နော်တူတူပဲအဲ့တော့ဒါပါ body sentence ကြတော့တိတ်ပြီးတော့ထွေထွေထူးပြောစရာမရှိဘူးသူတို့ကြတော့ဒီ topic sentence နဲ့ heading ကို spotting ပေးဖို့အတွက်main idea သေးဖွဲ့လေးပေါ့အဲ့လေးပြောလို့ရတယ် okay ပြီးရင် last sentence ကကြတော့ conclusion sentence မဟုတ် closing sentence လို့ခေါ် okay closing sentence ကြတော့ topic sentence ပြောင်းပြန်သူကကြတော့နောက် paragraph တိုင်းရဲ့နောက်ဆုံးမှာတွေ့ရတယ်သူ့ကြတော့ဘယ်လိုပြောရမလဲဆိုတော့ summarize လုပ်သွားပါ the whole paragraph ကို paragraph တစ်ခုလုံးကို summarize လုပ်သွား I think winter is the best of all the season ဒီကကြတော့သူ့ရဲ့ opinion ပေါ့ perspective ကိုပြောသွားတာသူဘယ်လိုထင်လဲအဲ့တော့ paragraph တစ်ခုလုံးကိုကြည့်လိုက်ရင်paragraph မှာ3ခုရှိရမယ် heading ကိုထားလိုက်ပထမ sentence 3 type of sentence ပေါ့ first is topic sentence ကကြတော့ paragraph တိုင်းရဲ့ပထမဆုံးစာကြောင်းပေါ့အဲ့မှာကြတော့ paragraph ကို spotting ပေးမယ်သို့မဟုတ်paragraph မှာရေးမယ်အကြောင်းရင်းကိုနည်းနည်းလေးပြောပြထားတာ okay နောက်တစ်ခုက body sentence ကကြတော့topic sentence နဲ့ heading မှာပြောထားတဲ့အကြောင်းအရာကိုလုပ်ယူပြီးတော့အသေးဖွဲ့လေးရော main idea တိတ်လေးခွဲရည်တာ okay နောက်ဆုံးကြတော့ closing sentence ကြတော့paragraph တစ်ခုလုံးရဲ့အပြီးမှာကိုယ့်ရဲ့ထင်မြင်ချက်သို့မဟုတ် summary အကျဉ်းချုပ်ရေးလိုက်တာတစ်ကြောင်းနဲ့ရေးလိုက်တာ closing sentence ကြတော့ paragraph တိုင်းရဲ့နောက်ဆုံးမှာတွေ့ရတယ် okay ဒါပဲ paragraph ကတော့တရားပဲတကယ်လို့နားမလည်တာရှိမှဆိုရင်လာမေးလို့ရပါတယ် okay oh my god ပြီးလိုက် okay paragraph ကြောင့်ရေးပြီးရင်တော့ဒီမှာ writing process when you write about something you follow several steps the step of brainstorming outlining drafting revising and editing ဒီမှာပြောထားကြတော့ beginner သို့မဟုတ် writer တော်တော်များများကြတော့စာပိုက်သို့မဟုတ် story ပေါ့ပုံမြင်တွေကိုရုံးခနဲ့စာရေးလိုက်တာမဟုတ်ဥပမာဒီလိုမျိုးပေါ့อืม လို့ပြ sorry my hero okay my hero ဒါဟာဒီမှထား my hero ဆိုပြီးတော့တခါတည်းဆက်ရေးလိုက်လို့မရလေဥပမာ my hero is some blah 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 because blah 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 ဆိုပါဟိုဟာဒီတိုင်းအကြမ်းမြင့်မှတ်မို့လို့တုံးလိုက်တာနော် okay overall
လာโอเคဒီတိုင်းမှာဒီတိုင်းရေးလိုက်လို့မရဘူးဒီမှာဆိုရေးလာရတယ်လား my hero ဆိုပြီးရေးပြီးတော့အောက်မှာစရိုက်တာစာအုပ်ပေါ်မှာဒီတိုင်းရေးတော့မယ်ဆိုရင်ပြန်ရေးရမှာဘာကိုပြန်ရေးရမှာလဲဆိုကိုရေးတာမှန်တယ်လို့မှားတယ်လို့ရှိရင်ဥပမာဒီမှာဆိုရင် my hero is ဆိုလာဒီမှာဆို grammatically ရကြတော့မှန်ပေမဲ့ grammar ကိုပြောနော် grammar ကျတော့မှန်ပေမဲ့မှားနေရရှိဟောမှားနေရှိဘာစမ်းတဲ့တော်တော်များများမှာအစ capital letter နဲ့စ small letter နဲ့မစအဲ့ဒါကိုကိုကတန်းချရေးလိုက်တယ်တန်းချရေးလိုက်တာနဲ့ small letter ဆိုရင်အဲ့ကိုပြန်ဖြတ်ပြီးပြန်ရေးမနေရဘူးလားဘောအဲ့တိုင်းပဲအဲ့ဆို my hero is okay မဟုတ်ရင်လေကိုကရေးနေလဲစနဲ့ my hero is my ထပ်ပါmy hero is my mom ပေါ့ငါ့ရဲ့ hero ကအမိဖြစ်ပြီဘာဖြစ်လို့လဲဆို because okay ဒီမှာသူကြည့် my hero my hero is my mom okay ဒီထိရသေးတယ် heading နဲ့ညီသေးတယ်ဒီမှာ because she is the best teacher ဆိုတကယ်လို့မဟုတ်ဘဲနဲ့တခြားဟုတ်ပဲနဲ့ तू ကငါ့ကိုတင်ပြကောင်းတယ်လို့ပြောချင်တယ်ဆိုရင်တော့အဓိပ္ပာယ်တစ်မျိုးပြောင်းသွားတယ်ဒါပေမဲ့ဒီတိုင်း she is the best teacher ဆိုရင်အပေါ်ဟာမမဟုတ်ဘဲနဲ့ဘာဖြစ်သွားမှာ teacher ဖြစ်သွားမှာပေါ့အဲ့တော့တခါကောင်းလိုက်တယ်လင်း spelling များရဲ့မှားရင်စိတ်မရှိပါနဲ့နော်တခြားလက်တစ်ဖက်နဲ့ရေးနေရပါတော့တစ်ဖက်ကမိုက်ကင်တာတော့ okay အဲ့တော့အဲ့ဆိုရင်ဒီမှာ mom စာ teacher သုံးလိုက်ရဒီယောက်ကကိုရေးချင်တာ teacher အကြောင်းဒါပေမဲ့အပေါ်မှာရေးမိလိုက်တာ mom တချို့ဆိုရှိရနော်လင်းနေလဲပါရေးချင်တာတစ်ခုရေးမိသွားတာတစ်ခုဖြစ်သွားအဲ့ချိန်ကျအောက်ကပြန်လောက်တယ်အောက်ကပြန်ပြောင်းအဲ့ဆိုဒီမှာဆိုနှစ်ခါရှိပြီပြောင်းနေရတာဒီမိုင်းကို M ကိုပြောင်းလိုက် teacher ကိုပြောင်းလိုက်အဲ့လိုမျိုးပြန်ပြောင်းနေအဲ့တော့အဲ့လိုမျိုးပြောင်းမှန်းစားပထမဆုံး step က brainstorming လို့ခေါ်တယ် brainstorming ကကြတော့ဘာလဲဆိုဒီထဲမှာသူ့ရဲ့အဓိပ္ပာယ်တိုင်းပဲ brain ဆိုတာအုံနောက် storming ဆိုတာကြတော့မှုန်တိုင်းတက်တာပေါ့အုံနောက်မှုန်တိုင်းတိုက်စေမှုန်တိုင်းတိုက်ရင်လေထဲလဲပန်းပြီးတော့တခါတလေဆိုရင်ခေါင်းမိုးတို့ဘာလို့တောင်းလန်တယ်လေအဲ့လိုမျိုးရုပ်ရက်စက်ခံနေမဟုတ်ပါထားပါတော့အုံနောက်အလုပ်ပေးတာပေါ့အုံနောက်လုံးဝအလုပ်လုပ်အောင်လုပ်တာတချို့ဆိုအခုဆိုရင်ရှိရယ်ဒါနဲ့ brain me my brain is not braining at all kind of like that ဖြစ်ပေါ်စကားပေါ့ okay အဲ့လိုမျိုးပဲ brainstorming ဆိုတာကျတော့သူ့ရဲ့နာမည်လိုက်ပဲဘာအကြောင်းရေးမှလဲဘယ်လိုမျိုးရေးမလဲ structure ကိုဘယ်လိုချမလဲအဲ့ဒါကိုစဉ်းစားမှာ brainstorming step 1မှာဘာလုပ်မှာလဲ okay သူများမြင်လိုက်စာရေးတာပဲဘာဖြစ်လို့ brainstorming ကလုပ်အောင်မှာလဲဒီတိုင်းစာရေးကြည့်တချို့ဆိုရင်ကြည့်ရမရေးခင်မှာအရင်ဆုံးစဉ်းစားရမဟုတ်လားနည်းနည်းပါလဲမရေးခင်မှာအရင်ဆုံးစဉ်းစားကိုကရေးမှာ ice cream အကြောင်းဆိုရင်ဟုတ်တော့အကြောင်းတော့ရေးလို့မှမရတာတန်းရေးလိုက်အဲ့တော့စဉ်းစားရမရေးခင်မှာ ice cream ကဘယ်လိုမျိုးလဲအဲ့ဒါကျတော့စိတ်နဲ့ရေးတာဖြစ်သွားရင်ဒီမှာကျတော့ချရေးမှာအရင်ဆုံးကြီးလာရင်တော့စိတ်နဲ့ရေးကြရမယ်စိတ်နဲ့တွေးတာများပိုများတယ်တကယ်လို့ကျွမ်းကျင်သွားရင်လည်းစိတ်နဲ့စဉ်းစားလို့ရတခါတလေအဲ့လိုစိတ်နဲ့စဉ်းစားရင်တော့မှားတိုင်းရှိ
Okay အဲ့တော့ brainstorming မှာကျတော့ think of the main ideas brainstorming မှာအကြောင်းmain ideas လေးတွေကိုစဉ်းစားပြီးရင်နောက်တစ်ခုကကျတော့ think of the topic ဟုတ်ပြီ main idea နဲ့ topic တဲ့ကြရင်ဆိုင် think of the thing you are writing ကိုကဘာအကြောင်းရေးမှာလဲဒီကိုဘာအကြောင်းရေးမှာလဲစဉ်းစားမယ်ဒါဒီမှာ example ရ cars ပေါ့ cars တွေအကြောင်းရေးမယ် okay ဘာအကြောင်းရေးမှာလဲစဉ်းစားပြီးရင်နောက်တစ်ခုက think of the main idea စဉ်းစားမယ် think of an idea စဉ်းမှာဘာကိုစဉ်းစားမလဲဆို your point of view ပေါ့ point of view ဒါလင်းနေကိုပါနင်းနေကိုသင်ပေးခဲ့တဲ့အတိုင်းပြောပြတာနော်ဒီဆောင်တော့မှတော့တိတ်ပြီးတော့မပြောတာဒီမှာလေးရေးထားပါတယ်ဒီမှာလေးရေးထားပါတယ် write down ideas about the topic တဲ့ okay topic ရဲ့ ideas ကိုရေးတာတကယ်လို့ကိုယ့်ဘာကို essay ရေးမယ်ဆိုတော့ topic ရဆိုကိုယ့်ဘာကိုရွေးရတယ်အဲ့ဒါကြောင့်မို့ think of the thing you are writing လို့ပြောတာဒါကြတော့ example ပေးထားတာသင်နေက car ဆိုပြီးတော့ okay ဘာကြောင့်ရေးမလဲတော့သိပါတယ်ပြီးရင်ဘလို့ရေးမှာလဲကားတွေကမကောင်းကြောင်ရေးမှာလားကောင်းကြောင်ရေးမှာလားမဟုတ်ရင်ကားတွေကိုဘယ်လိုမျိုးတိုးကားလောက်တာဘယ်လိုမျိုးတိုးတက်အောင်လုပ်မှာလဲထားပါဒီမှာဆိုရင် how to make the car more faster ကားတွေကိုဘယ်လိုမျိုးမြန်အောင်ပိုဒီထက်ပိုမြန်အောင်လုပ်မှာလဲ okay ဒါဆိုရင် point of view တဲ့ဆိုရင်ဒီမှာကျတော့ information ဖြစ်သွားပြီ fast ဟုတ်ပြီဘာအကြောင်းရေးမယ်ဘယ်လိုမျိုးရေးမှလဲဆိုတော့သိပြီအဲ့ဒါဆိုရင်ပြီးတော့ပါရင် main idea ရေးမယ်သူကကိုဆိုကိုကဘာအကြောင်းနေရေးချင်တာလဲဥပမာဘယ်လိုမျိုးလုပ်ရမလဲmain idea ရဲ့စဉ်းစားရတဲ့အချိန်မှာ science အခြေကြီး paragraph လိုက်ကြီးရေးထားစရာမလိုဒီတိုင်း main point လေးလုပ်ရပြီ for example a တိုင်း example နော်ဥပမာ linear streamline shape လို့ပြောရမှာ streamline shape okay streamline shape ဆိုတာကားတွေကိုခုံလေးနဲ့ဒီထုရင်ကဟိုပြအောင် short ချတဲ့ shape ပုံစံလေးပေါ့နော် okay ထားပါ streamline shape ပြီးရင်
strong break strong break ဆိုတာကျတော့ဒီကနဲ့ရောင်းမြန်လို့ပြောလို့ရမယ် break ကလည်းကောင်းမှာလေတော့ချင်နေကမြန်မြန်သွားပြီးတော့ break ကအလုံးမလို့ strong မဖြစ်ဆိုရင် accident အများကြီးဖြစ်ပေါ်တာပေါ့နော်အဲ့တော့ဒီတိုင်းပဲ streamline ရှိ strong break ကိုနားလည်နိုင်သလောက်ပဲရေးတာဒီမှာဆိုအများကြီးထပ်ရေးလို့ရတယ်နော်ကိုနားလည်နိုင်သလောက်ပဲရေးလိုက်နားလည်နိုင်သလိုပဲနှလုံးဆိုနှလုံးတစ်လုံးဆိုတစ်လုံးမစမ်းတဲ့အရှိကြီး reason ကြီးအကုန်လုံးရေးကြမလို့မဟုတ်ဘဲနဲ့ကိုကမေးတတ်တယ်ဆိုရင်ဒီကောင်ကိုဘာဖြစ်လို့ရွေးရလဲသိချင်ဒီနားလေးမှာ dash လေးခံတာတော့မဟုတ်ရင် equal sign လေးခံပြီးတော့ရေးထားလိုက်ဒီလိုမျိုးပေါ့Is that right? Okay. ဒီမှာဆိုရေးလိုက်ပြီ reason ကိုပါရေးထားလိုက်တယ် to reduce error resistance ဒါပဲဒီတော့အရေး I want to do the streamline shape for the cars because I want to reduce error resistance အရှိရေးကြမလို့လဲညောင်းတယ်ပြီးရင်အဲ့ဒါဆိုရင်တော့ကိုပါကိုပဲ paragraph sentence တွေကူးချပြီး paragraph ထဲမှာထည့်လို့ရ okay အဲ့တော့နောက်ခါမပြင်မအောင်လို့ဒီတိုင်း small note လေးပဲ tiny note လေးပဲရေးတာအဲ့ဆိုရင်သိမိရဒါနားလည်မယ်ထင်တယ်အဲ့တော့ brainstorming မှာ first think of the thing you are writing ဘာအကြောင်းရေးမှာလဲတကယ်လို့ topic မပေးထားရင်ပေါ့ဒီမှာ exam မှာတို့ဘာတို့မှာ topic ပေးထားရင်ဆိုရင်တော့လုပ်တယ်နော် topic ပေးထားရင်ဆိုရင်တော့ကိုယ့်ဘာကိုစဉ်းစားဖို့အတွက် topic ပေးထားတဲ့အကြောင်းအရာကိုပဲစဉ်းစားလို့ရမှာအဲ့ချိန်ကျရင်ဒီကောင်ကကျတော့တိတ်ပြီးတော့မသုံးတော့ Okay think of the thing you are writing ပြီးရင်နောက်တစ်ခုကျတော့ the way you are writing it point of view and fact ဘယ်လိုရေးမှာလဲဘာခေါင်းစဉ်ကဘာအကြောင်းရေးမှာလဲကိုယ့်ရဲ့ထင်မြင်ချက်ကိုဘယ်လိုရေးမှာလဲမဟုတ်ရင်အကြောင်းအရာလေးကိုရေးမှာအဲ့တော့ second step is to think of the way how you're writing it ဘယ်လိုရေးမှာလဲဆိုတော့စဉ်းစားမယ်ဒီမှာဆိုရင် example ပေးထားရင်အကောင်းကိုရေးမဲ့အကြောင်းအရာခါဘယ်လိုဘာအကြောင်းရေးမှာလဲဆို how to make the car more faster okay ပြီးရင်အဲ့နောက်ခုစဉ်းစားပြီးဆိုနောက်တစ်ခုက think of the main ideas ဟုတ်ပါပြီ title ကတော့ထား title မဟုတ်ကိုရေးမဲ့အကြောင်းအရာလည်းသိပြီဘာအကြောင်းကြီးရေးမယ်ဘယ်လိုမျိုးရေးမယ် fact အကြောင်းရေးမှာလား point of view အကြောင်းရေးမှာလား disagree agree အဲ့ idea လည်းရွေးပြီးပြီအဲ့လိုဟာကိုဘယ် reason နဲ့ဘယ်အကြောင်းအရာနဲ့ spot လေးလုပ်ပြီးပေးမှာပြောမှာလေအဲ့ဒါကိုဒီမှာစဉ်းစားမယ် streamline to reduce resistance strong break ရှိသေးရပါတော့ညာကြီးကိုကမှတ်မိနိုင်သလောက်ရေးတာကိုနားလည်နိုင်သလောက်ပဲရေးဘာဖြစ်လို့လဲဆိုဒီ brainstorm လုပ်ထားရဲ့စာရွက်ကြီးကိုဆရာမကိုတော့ပြရမှာမဟုတ်တာနော်အဲ့တော့note တေးသေးလေးပဲရေးဘယ်မှာပဲရေးဟိုမှာ draft book မှာပဲရေးဘာမှမပြောတကယ်ရေးပါကြရေးမယ်ဆိုရင်တော့တက်ရရနဲ့ရေးရမှာโอเคနောက်ဆုံးကကျတော့ think of that topic ကိုစဉ်းစားတော့ brainstorming မှာဘာကြောင့်ရေးမယ်လဲသိပြီဘယ်လိုမျိုးရေးမယ် discrete agreement or others etc ဘာကြောင့်ဘယ်လိုမျိုးရေးမယ်ဆိုတာလည်းသိပြီ main idea လည်းရနေပြီအဲ့ဒါဆိုတော့သိကြပြီ topics ကိုရနေ
Okay ဒီမှာဆိုရင် topic ကရေးတာ What if the speed of car increase တကယ်လို့တဲ့ကားတွေရဲ့ speed ကမြင့်တိုးလာမယ်ဆိုရင်ဘယ်လိုလဲဒါကြောင့် topic exam topic အဲ့ဒါဆိုရင်သိကြတယ်ဒီ paragraph မှာဘာအကြောင်းရေးမှာလဲကားရဲ့ speed ကိုရေးမှာကားရဲ့ speed ကိုမှ increase ဖြစ်သွားတော့ရေးမှာ decrease ဖြစ်သွားတာမဟုတ်လျှော့ကျတော့တာရေးမှာမဟုတ်မြင့်လာတာကိုရေးမှာကိုယ့်ရဲ့ topic ကလည်းအပေါ်မှာတွေးထားတဲ့ဟာတွေနဲ့ညီနေရမယ်နော် Okay ဒါဆိုရင်ရမယ်တင်တယ် brainstorming hope so Okay အဲ့တော့ brainstorming ပြီးပြီ brainstorming ကိုဒါကိုကူးထားလိုက်မယ်နော်ပြီးတော့မှပြန်ပို့ပေးမယ် Okay brainstorming outlining Okie dokie Okay brainstorming ပြီးရင်ဒါ outlining organize your idea organize your idea ဆိုတော့ကျတော့ဘယ်လိုမျိုးရေးမှာခဏဘယ်လိုလဲရေးမှာလဲဆိုရင်ဘယ်လို sequence order လုပ်မလဲဥပမာဟိုက my daily round တွေရေးမယ်အဲ့ဆိုရင် my daily round တွေအစားအများတော်တော်များများကြတော့ကိုအိမ်ရနူရနဲ့ရေမိုးချိုးမနက်စာစားအဲ့ဒါစားတယ်မဟုတ်ဘဲနဲ့နေ့လယ်စာသင်ပြီးတော့လို့မနက်အိပ်ရထားပါတယ်အဲ့လိုမျိုးမစားကြအောင်လေဘယ်ကအချိန်တွေယူလာဘယ်ကနေစနေလဲသိရမှာမဟုတ်အဲ့တော့ organize your idea sequence အနေနဲ့ချမှာ outline place your ideas in correct order ideas တွေကိုမှန်တဲ့အစဉ်လိုက်မှာထားရမယ်ခဏပြောသလိုပဲမနက်ကိုထားမအောင်မနက်ကိုအိပ်နေပြီဆိုရင်မဟုတ်တော့နဲ့နော်အဲ့ဒါမဟုတ်ပဲ my daily round ထဲဆိုရင်ဒါကလွယ်နေမယ်ဆိုရင်စာသင်ရနဲ့တူတူပဲ online နဲ့ရမတော်တော်များများပါရှိရပါတယ်စာသင်မယ်ဆိုရင်ဘယ်ကနေစသင်မှာသူဒီမှာပြောထားတဲ့အတိုင်းဒီမှာဆိုရင် brainstorm outlining drafting revising editing ဒါဆိုရင်သူ sequence ချထားတာလို့ပဲပြောရမှာ order လုပ်ထားတာလို့ပဲပြောရမှာဘာဖြစ်လို့လဲ editing ကိုအပေါ်တင်လိုက်လို့ရတာမေ brainstorming ကိုဒီလိုလေးလာထားလို့ရတာပဲပြီးရင် drafting ကိုကျ revising ညမှာထားရအဲ့လိုထားရင် learner ဖတ်နေတဲ့သူလည်းရှုံမယ်ရေးနေတဲ့သူကလည်းကိုရေးနေတာဘယ်အောင်မှမသိတော့correct order ကိုထားရမယ်မရေးခင်ထားပါနော် okay go go okay online နဲ့ကတော့တိတ်ပြောစရာမထွေထွေမရှိဘူးနောက်တစ်ခုတော့မှဆိုရင် drafting turn your ideas into sentences and paragraph ဒါတော့လေဒီမှာစပြီးတော့ရေးပြီခဏတအားရေးချင်နေတဲ့အဲ့လိုမျိုးပေါ့ခဏကျတော့ main idea ကို bullet point အနေနဲ့ရေးတာအခုကကျတော့ sentence အတူလေး paragraph လေးတွေနဲ့ရေးပြီစပြီးအဲ့ဒါမှ drafting နော် drafting ဆိုတာအကျမ်းမှရေးတာဟိုမဟုတ်သေးဘူးဘာလဲ final writing မဟုတ်သေးဘူးအကျမ်းရေးတာ
အကျဉ်းကြီးရဆိုလောတော့လည်းပါကိုကခဏဒီမှာ ice cream ice cream အကြောင်းရေးမယ်ဘယ်လိုရေးမှလဲဆိုတော့ like it why I like it အဲ့ဒါကြတော့ opinion ဖြစ်သွားပြီ I'm a view point view point ကြောင်းရေးမယ် okay ပြီးတော့ရင်အဲ main idea main idea ရေးစုမယ်ဆိုရင်ဘာလို့ကြိုက်တာလဲဆိုတော့ sweet cool creamy ဒါဆိုရင် main idea ဒါကြောင့်ဘာလို့ရေးမှာဒီမှာဆိုရေးထားတာ point view point ဒီမှာဆိုတွေ့လား view point နဲ့ point of view အဲ့လိုက်မယ်ပြောရတယ်တော်လည်းပဲရေးတာလည်းတော်လည်းပဲ okay ဒီမှာဆို point of view view point မဟုတ်နော်တကယ်ရေးမယ့်အကြောင်းက ice cream ရေးမယ့်ပုံစံ view point ပုံစံ perspective ပုံစံ main idea sweet cool creamy okay ဒီမှာဆိုလည်းနည်းနဲ့တူတူဘာလို့လဲတစ်ခုရေးကြည့်မယ် topic ရကြတော့ why I like ice cream တော့ပဲထားလိုက်တော့ okay ဒါ brainstorm လုပ်ထားတာ brainstorm လုပ်ပြီးသွားပြီ I should oh my gosh 哎呀ဟုတ်တယ်ဟောလို့ได้ okay ဒါ main idea ဒီမှာဖောက်ကလေးနည်းနည်းတိတိလေးရေးကြည့်မယ်အပေါ်ဟာကိုပြန်ကြည့်လိုက် topic မှာပါရေးတာ why I like ice cream အဲ့ဒါဆိုရင်အဲ့ဒါကိုပဲပြန်ကိုးရမယ် like ice cream ဒီနေ့မူကောင်းတယ် okay why I like ice cream ဆိုတော့ဒါ heading topic အဲ့ဆိုရင်ဒီမှာရေးပြီ topic sentence စိုက်မယ် topic sentence ဆိုရင်ဒီ main idea နဲ့ကိုရွေးထားတဲ့အကြောင်းအရာကိုကိုက်နေရမယ် why I like ice cream ဆိုတော့ My favorite dessert for summer is ice cream အဲ့ဆိုရင်ဒါဆိုရင် topic sentence အဲ့ဆိုတေးကြရင်ဒီရောက်မှာဘာကြောင့်ရေးမှာ ice cream ဘာကြောင့်ကိုဒီ writer က ice cream ကြိုက်တဲ့အကြောင်းကိုရေးမှာ okay အဲ့ဆိုရင်ပြီးရင် topic sentence ပြီးရင် body sentence body sentence မှာဆိုရင်ဒီ main point တွေထားသုံးလို့ရပြီဒီ main point တွေကိုအဲ့တော့ဒါ drafting ပဲရှိသေးရနော်ဟောမလုပ်သေးဘူး main ဗါလဲ main point မှာဆိုရင် sweet cool creamy okay လင်းနီအကျဉ်းရေးသွားလိုက်မယ်နော်ရေးပြမှပြင်ပြီဟုတ်တယ်
Okay ဒီမှာဆိုရင်ရေးပြီးသွားပြီဘာကနည်းနည်းထုံမှန်းလဲရပါတယ် Okay why I like ice cream ဘာကြောင့် ice cream ကြိုက်တာဒီမှာဆိုရင် my favorite dessert for summer is ice cream I like it it's sweet and soon for summer which is a hot season because it's cool I also like it because it's too cream finally I like ice cream because it's sweet and creamy dessert and make me happy okay ဒီမှာနည်းနည်းစကားလုံးသုံးထားတာမှားမယ်လို့တွေ့မယ်ထင်တယ်အဲ့ဒါနင်းတမင်တက်မှားတာနော်ပြီးရင်ထပ်ပါလာမှာမို့လို့အဲအကြောင်းအားကြောင့်မို့ပါပေါ်မယ်တင်တယ်မပေါ်နဲ့ချက်လို့မရတော့ okay 哎呀 okay ဒါခဏနေ okay ဒီမှာဆိုရင် draft တင်လာပြီ brainstorm လည်းလုပ်ပြီးသွားပြီခဏလေးလုပ်လိုက်တာနော်အခုကခဏဖြတ်ထားလိုက်ရနေရမရှိဘူး outlining ဆိုလည်းစဉ်းစားပြီးဘာလုပ်မယ်လဲလင်းနေရကြတော့အစင်းလိုက်ရေးထားတဲ့အတိုင်းပဲလုပ်လိုက်တာ idea ဒါဆိုရင် outlining လည်းပြီးပြီကဲအခု drafting လည်းပြီးသွားပြီ paragraph တိတ်တိတ်လေးလုပ်ထား drafting ပြီးသွားပြီအကျမ်းရေးပြီးပြီဆိုရင် revising change and improve the content of your writing okay writing နဲ့ editing ကနည်းနည်းဆင်တယ် revising ဆိုကြတော့ content အကြောင်းအရာညီမညီကိုကြည့်ပြီးတော့ improve လုပ်တာ editing နဲ့တူတူပဲ editing ကလည်း grammar capitalization punctuation and spelling error တွေကိုပြောတာတူတူပဲအဲ့ဒါဆိုရင်အဲ့နှစ်ခုကိုပေါင်းပြီးလုပ်လိုက်မယ်ဒီ paragraph တစ်ခုထဲမှာ paragraph ကြီးကဟိုဖြစ်နေတော့ဟိုင်းကြီးကိုတော့မလုံးပါအမေပဲကောင်းလာတယ်อืม okay အဲ့တော့ content ကိုကြည့် content မှန်လိုက်ရင်ဒီမှာ ice cream ကိုဘာကြောင့်ကြိုက်လဲပြောတာရယ် topic sentence ကိုလည်းကြည့် my favorite dessert for summer is ice cream okay ဒီထိမှန်နေသေးရယ် I like it it's sweet and it's soon for summer because blah 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 soon for summer which is hot season it ဆိုတာလဲ ice cream ကိုညွှန်းနေတော့မယ်ဘာကြောင့်ကြိုက်တာအကောင်းချက်တွေပဲရေးထားတယ် like because it's too cream ကောင်းကိုကြိုက်တဲ့အကြောင်းအရာတွေပဲရေးထားတော့ find an island because it's sweet and make me happy okay conclusion ထိပါတူတယ်နော်ခုနကတူပြီခုနကရနေပြီဆိုရင် editing ကိုသွားမယ် editing မှာကြည့်မယ်ပြန်ပြီး why and like ice cream topic ကစပြီးကြည့်မယ် topic မှာပါ grammar spelling punctuation တွေမှားနေလားကြည့်မယ် topic ကကြောက်ရပြီ question mark လည်းပါတာအဲ့တော့ဒီမှာ my favorite dessert for summer is ice cream exclamation mark နဲ့ကြည်ရရတယ် I like it it's sweet okay ဒီမှာဒီနှစ်ခုဆိုရင်ကြည့်နော်အဓိပ္ပာယ်ရှိရယ်အဓိပ္ပာယ်တော့ရှိရယ်ဒါပေမဲ့ပိုပြီး grammatically correct ဖြစ်အောင်လို့ improve လုပ်မယ်ဆိုရင်ဒီကြားထဲမှာ conjunction ထည့်လို့ရတယ်ဥပမာ I like it becuse because it's sweet okay ဒီမှာ conjunction ထည့်လိုက်ပြီဒါဆိုရင်ဒါ sentence အစမို့တော့အဲ့တော့ I ကိုထပ်ပြောင်းရမယ်အသေးလေး I like it because it is sweet okay ဒါဆိုရင်ဒီမှာဆိုပြောင်းလိုက်ပြီအဓိပ္ပာယ်ရှိသွားပြီ it is so it's so for which is a hot season conjunction ရဲ့အခြေဖြစ်ဖြစ် sentence ရဲ့ဟိုမဟုတ်ပါတော့ပါ conjunction က sentence ရဲ့အလယ်မှာဆိုရင် comma ထည့်ရတယ်
အစမှာဆိုရင်လည်း comma ထည့်ရတယ်အဲ့တော့ဒီမှာဆိုရင် comma ဒီကဆို punctuation နော် punctuation mistake and is အဲ့မှာလည်း is ကြံခဲ့မယ် grammar ရဆိုရင် it is so oh my bad it is suitable ထည့်လိုက်ရင် suitable သုံးတာပို့ပြီးတော့ smooth ဖြစ်မယ် and it is suitable for summer which is a hot season စစရေးရင်တော့ဒီ summer which is a hot season ဒီတိုင်းရေးတာဘာမှမထည့်ပဲရေးတာတော့ဘာမှမဖြစ်ဘူးနည်းနည်းလေး advance ဖြစ်လာခြင်းနဲ့ဆိုရင်တော့ comma ထည့်လိုက်ရ comma ထည့်ပေးရပေါ့အဲ့ဒါလည်း grammar လို့ပဲပြောရမယ်သူလည်း grammar တစ်ခုပဲဒီရောက်မှသင်ရမယ်ထင်တယ် okay and it is suitable okay အကုန်လုံးပြင်ပြီဆိုပြန်ကြည့်မယ် and it is suitable for summer which is a hot season စင်မိလိုက်ဒီ and ရဲ့အနောက်ကကျတော့ conjunction လိုက်တာမို့လို့ဒီ summer ရဲ့အနောက်ကကျတော့ information ကိုပြောချင်တာမို့လို့ပြီးတော့နောက်တစ်ခုက because it is cool I also like it because it's too cream ဒီမှာဆိုအဓိပ္ပာယ်သိပ်မရှိ because it is cool အော်ဒီရှိရနော်ဟုတ်တယ်ကိုရေးပြီးကုန်ပါ which is a hot season because it's cool like it because it's too cream ဒီမှာဆိုရင်စာနဲ့တစ်ကြောင်းလုံးလို့ရ okay which is a hot season because it is cool အဲ့ဆိုရင်အဓိပ္ပာယ်ရှိသွားပြီဒီ cool ပြီးရင်နောက်မှာ full stop ထပ်ချ I also like it because it's too cream မဟုတ်ဘူး creamy finally ဘာဖြစ်လို့အဲ့ငါ okay finally conclusion sentence တော်တော်များများမှာဒီ finally တို့ overall တို့ lastly တို့ထည့်ကြရရှိအဲ့လိုမျိုးလည်းထည့်ရဒါဆိုရင်ဒီစာလုံးဒီလိုမျိုးစာလုံးတွေပါလာပြီလေတေးကြရဒါ conclusion ရောက်ပြီဒီ paragraph ကြီးကပြီးပြီဖတ်ရတာ okay paragraph ပြီးပြီဆိုတာနဲ့မကြည့်လို့မရfinally I like ice cream because it's sweet and creamy dessert make me happy ဆိုပါ okay ဒီမှာဆိုရင်အများကြီးပဲပြင်လိုက်ရမှတ်တော့မှတ်ပြီတော့ for summer I like it because see ကိုယ့်ဘာကိုပြင်ပြီးတော့ဆိုရင်လည်းကြံမှာဆုံးလို့ထပ်ဖတ်နော်ဒီdraft လုပ်ထားတာကိုပဲထပ်ဖတ် My favorite dessert for summer is ice cream I like it because it's sweet and it's suitable for summer which is a hot season because it's cool I also like it because it's too creamy finally I like ice cream because it's sweet and creamy dessert and make me happy okay ဒါဆိုရင်ရမယ်ထင်တယ်ဒီ writing လုံးမှဆိုရင်ဒီ step 5ခုရှိလောက်ရမယ်နော်ပုံစံတိုင်းပဲဟုတ်တော့okay ဒီက okay ဒီနေ့တော့ဒီ5ခုပဲဆိုတော့ပြန်ပြီးတော့အနေချုပ်ပါမယ် brainstorming စာရေးမယ်ဆိုရင်စာရေးမယ်ဆိုရင် article ပဲဖြစ်ဖြစ် magazine ပဲဖြစ်ဖြစ် story ပဲဖြစ်ဖြစ် novel ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် writing process 5ခုရှိရင်ပထမတစ်ခုက brainstorming ဆိုတာကြတော့ကိုယ့်ရဲ့ဘာအကြောင်းရင်းမှာဘယ်လိုမျိုးရေးမှာ main idea တွေ topic sentence တွေအဲ့အပေါက်တွေစဉ်းစားအဲ့အပေါက်တွေဟုတ်ပါအဲ့အကြောင်းတွေစဉ်းစားအင်္ဂလိပ်နဲ့ရောပေါ့ okay step 1 brainstorming ပြီးပြီ step 2 outlining ဆိုရင် organize your ideas or place your ideas in correct order accurate order ကိုယ့်ရဲ့ ideas တွေကိုအဆင့်လိုက်စဉ်းစားခဏလေးနေပြောတဲ့အတိုင်းပဲ
exam တစ်ခုပေးသွားရင်နော်အဲ့တိုင်းပဲမှတ်မိမယ်တင်တယ် okay step 3ကျတော့ drafting ကကျတော့ turn your ideas into sentences and paragraph အဲ့ drafting မှာပဲစပြီးတော့စာပိုက်အတူတေးသေးလေးအကျဉ်းစာရေးမယ်ရေးပြီးပြီဆိုရင် revising မှာကျတော့ကိုယ့်ရဲ့အကြောင်းအရာညီလားမညီဘူးလားမဟုတ်ပါဘူးညီလားမညီဘူးတဲ့အပေါ်ဟာနဲ့ကိုက်ညီလားကိုရေးမဲ့အကြောင်းအရာနဲ့ topic ဆန်းတဲ့ဆိုကြည့်ကိုက်ညီလား okay နည်းနည်းလွဲချော်နေသေးရဲ့ဆိုရင်ပို့ပြီးတော့ကောင်းတော့ improve လုပ်မလဲလုပ်ကြည့်မယ် revising step မှာအဲ့လိုလုပ်မယ် editing မှာကျတော့ correct grammar capitalization punctuation and spelling error နောက်ဆုံး editing မှာကျတော့ grammar တွေ capitalization punctuation နဲ့ spelling error တွေကိုချက်မယ်အဲ့တော့ဒီနေ့ဒီ step 5ခုကိုနားလည်မယ်ထင်တယ်အဲ့တော့ဒီနေ့ဒီဗီဒီယိုတွေကိုတင်ပေးပါမယ်ဒါပေမဲ့တစ်ခါတလေနဲ့အချိန်မရတာနဲ့အပြင်ထွက်သွားတာနဲ့ဆိုရင်တော့အချိန်ကတစ်ပတ်ကိုအနည်းဆုံးတစ်ပုတ်ပေးနိုင်မယ်လို့အာမတော့မခံတော့ဘူးအာမမခံလို့တော့မရဘူးเนาะအားတဲ့ချိန်ကလည်းသိပ်မရှိတော့အဲ့တော့တကယ်လို့နည်းနည်းကြာသွားမယ်လို့ခြားထဲမှာဘာမှမပြောဖြစ်တာလို့ဆိုရင်တော့စိတ်မရှိပါနဲ့တကယ်လို့အဆင်ပြေရင် study tip လေးတွေ English ရဲ့ note လေးတွေပို့ပေးမယ်เนาะရှာပြီးတော့ okay အဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲ Telegram ကဒီဗီဒီယိုကြည့်လို့မရရင် YouTube channel နဲ့ share တာပါ YouTube channel မှာလည်းကြည့်လို့ရပါတယ် Thank you very much guys have a good day